အားလုံးပဲမင်္ဂလာပါ Burmese Knowledge Hub Channel လေးကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဝက်ဝန်တကောင်ကစစ်သားတယောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးရဆိုရင်ယုံနိုင်ကြမလားဒီဖြစ်ပျက်ကဒုတိယကမ္ဘာစစ်အတွင်းမှာအမှန်တကယ်ဖြစ်ခဲ့တာဗျအေယာမဝက်ဝန်ကြီးတကောင်ကပိုလန်စစ်တပ်ရဲ့စစ်သားတယောက်အဖြစ်နဲ့ဒုတိယကမ္ဘာစစ်အတွင်းထဲမှာဝင်ရောက်တိုက်ခိုက်ခဲ့ဘူးပါတယ်တခါတလေမှာလက်တွေ့ဘဝကအဖြစ်အပျက်တွေကစိတ်ကူးရင်ဝတ္ထုတွေရုပ်ရှင်တွေတက်ထောင်ပို့ပြီးတော့ထူးဆန်းနေတတ်ပါတယ်ဒီဖြစ်ပျက်ကလည်းမယုံနိုင်စရာကောင်းလောက်အောင်ထူးဆန်းခဲ့တဲ့ဖြစ်ရပ်တစ်ခုဗျဒီနေ့မှာတော့ဒုတိယကမ္ဘာစစ်အတွင်းကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ Watchtag လို့ခေါ်တဲ့ဝက်ဝန်ကြီးတကောင်ရဲ့အကြောင်းကိုပြောပြသွားပါမယ် Watchtag ရဲ့ဇလန်းကဆိုရင်တိရစ္ဆာန်တဲ့လူတွေရဲ့ကြားတွေကနားလည်မှုတွေသစ္စာတရားတွေယုံကြည်မှုတွေနဲ့ပြည့်နှက်နေတဲ့ဖြစ်ရပ်မှန်ဇလန်းတစ်ခုပါ1942ခုနှစ်တုန်းကပိုလန်နိုင်ငံရဲ့ Polish 2 Corps လို့ခေါ်တဲ့ပိုလန်တပ်မဟာနှစ်ကအီရန်နိုင်ငံမှာစစ်မျက်နှာဖွင့်နေတဲ့အချိန် Watchtag ကိုစတင်တွေ့ရှိခဲ့တယ်ဗျဒီစစ်ကြောင်းကိုဦးဆောင်နေတာက Wladislaw Andrew လို့ခေါ်တဲ့ကာနယ်တယောက်ဖြစ်တယ်ဗျ1942ခုနှစ်တရက်မှာတော့အီရန်နိုင်ငံရဲ့တောင်တန်းဒေသတနေရာကိုသူတို့စစ်ကြောင်းထွက်လာရင်းနဲ့လမ်းမှာအမှတ်မတင်ဝုံဝုံပေါက်ဆလေးတကောင်ကိုတွေ့ခဲ့ပါတယ်ဒီရွယ်ကဘလို့မှတကောင်နဲ့ရက်တီနိုင်တဲ့အရွယ်မဟုတ်တာကိုစစ်သားတွေကသိခဲ့ကြတယ်ဗျအနီးနားကိုစစ်သားတွေကရှာကြည့်တဲ့အခါမှာတော့သွေးကွက်တွေအများအများကိုလည်းတွေ့ရှိခဲ့ပါတယ်ဖြစ်နိုင်ခြေအရှိဆုံးကတော့ဝုံဝုံအမေကြီးကိုမုံဆိုးတွေကတက်ဖြတ်ပြီးတော့မှဝုံဝုံပေါက်ကလေးကိုဒီတိုင်းပစ်ထားခဲ့တာဒါမှမဟုတ်ဝုံဝုံပေါက်ကလေးကိုမတွေ့လို့ဒီတိုင်းကြံနေရခဲ့တာဖြစ်နိုင်ခြေအရှိဆုံးပါပဲစစ်သားတွေအနေနဲ့ဒီဝုံဝုံလေးကိုဒီတိုင်းပစ်ထားခဲ့ရင်မကြခင်မှာတေဆုံးရတော့မှာပါအရွယ်ကအစာကောင်းကောင်းမစားနိုင်သေးတဲ့အပြင်နှိုးတော်မပြတ်သေးတဲ့အရွယ်လေးဖြစ်တယ်ဗျဒါကြောင့်ပဲစစ်သားတွေကဒီဝုံဝုံလေးကိုကယ်တင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တကယ်ဆိုရင်သူတို့အနေနဲ့စစ်ကြောင်းထွက်လာခဲ့တဲ့အချိန်ဖြစ်တာကြောင့်ဒါကလွယ်ကူတဲ့ဆုံးဖြတ်ချက်တစ်ခုတော့မဟုတ်ပါဘူးအဲ့ဒီနောက်မှာတော့ဝုံဝုံလေးကပိုလန်စစ်သားတွေနဲ့အတူပါလာခဲ့တယ်ဗျဒီကောင်လေးကိုစစ်သားတွေကနိုဘူးတိုက်ပြီးတော့မွေးခဲ့ကြတာပါစစ်တပ်ထဲမှာပဲစစ်သားတွေနဲ့အတူနေထိုင်ရင်းနဲ့ဒီဝုံဝုံလေးကို Watchtag လို့နာမည်ပေးလိုက်ပါတယ် Watchtag ဆိုတာကပိုလန်ဘာသာစကားဖြစ်ပြီးတော့ပျော်ရွှင်နေတဲ့စစ်သားဆိုတဲ့အဓိပ္ပာယ်ပါယောက်ျားအရင်မှကြီးတွေပဲရှိတဲ့ပိုလန်စစ်တပ်ထဲမှာ Watchtag ကတဖြည်းဖြည်းနဲ့စစ်သားတွေအားလုံးရဲ့အချစ်တော်လေးဖြစ်လာခဲ့ပါတယ်အဲ့ရင်တော့မှစစ်သားတွေနဲ့အတူတူအိတ်တက်ပြီးတော့ Watchtag အတွက်ကလည်းစစ်တပ်ကသူ့ရဲ့အိမ်လိုဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ Polish 2 Corps ကအီရန်နိုင်ငံကိုပြောင်းရွှေ့ဖို့ဖြစ်လာတဲ့အခါမှာတော့ Watchtag ကိုထားခဲ့ရတော့မယ့်အခြေအနေဖြစ်လာခဲ့တယ်ဗျစစ်ပွဲအတွင်းမှာဝက်ဝန်တကောင်ကိုတနေရာကနေတနေရာခေါ်သွားဖို့ဆိုတာကလွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူးဒါပေမဲ့လည်းစစ်သားတွေအနေနဲ့ Watchtag ကိုတန်ရောစင်တွင်နေပြီဖြစ်တာကြောင့်ဒီတိုင်းစွန့်ပစ်ထားခဲ့ဖို့ကိုလည်းဘယ်သူမှမဖြစ်ချင်ကြပါဘူးနောက်ဆုံးမှာတော့အားလုံးကဆုံးဖြတ်ချက်တစ်ခုကိုတညီတညွတ်ထဲချလိုက်တယ်ဗျသူတို့အနေနဲ့ Watchtag ကိုဘယ်လိုမှမစွန့်ပစ်နိုင်တာကြောင့်သူတို့နဲ့အတူတူအီရတ်နိုင်ငံကိုခေါ်သွားဖို့ပါပဲဒီလိုနဲ့ပဲအီရန်နိုင်ငံရဲ့တောင်တန်းတွေပေါ်ကမိခင်မဲဝက်ဝုံလေးတကောင်ကပိုလန်စစ်သားတွေနဲ့အတူတူအီရတ်နိုင်ငံကိုလိုက်ပါလာခဲ့ရတယ်ဗျအီရတ်ကိုရောက်လာတဲ့အချိန်မှာတော့ Watchtag ကတဖြည်းဖြည်းလေးအရွယ်ရောက်လာခဲ့ပါပြီစစ်တပ်ရဲ့လေ့ကျင့်ရေးစစ်တန်းလျားမှာပဲစစ်သားတွေနဲ့အတူတူနေထိုင်ရင်သူတို့ကြားတွေကတန်ရောစင်ချိုးကပို့ပြီးတော့ခိုင်းမာလာခဲ့ပါတယ်ဒါပြင်ကမှ Watchtag ကစစ်သားတွေလေ့ကျင့်နေတာကိုကြည့်ရင်သူတို့ရဲ့အပြုအမူတချို့ကိုလည်းလိုက်လံအတူကိုတက်လာပါတယ်အစာစားတာတော့လူတွေလိုစပွဲပေါ်မှာအကြာအနာထိုင်ပြီးတော့မှပကန်းနဲ့ကျွေးရတာမျိုးတွေတခါတလေမှာစစ်သားတွေနဲ့အတူတူဘီယာတောင်တောက်တက်ပါသေးတယ်အချိန်တွေကုန်ဆုံးလာတာနဲ့အမျှစစ်သားတွေနဲ့ Watchtag ရဲ့ဂျားတွေကတန်ရောစင်ကလည်းပို့ပြီးတော့ခိုင်းမာလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ပိုလန်စစ်တပ်ကနောက်ထပ်နေရာတစ်ခုကိုပြောင်းရွှေ့ဖို့ဖြစ်လာပြန်တယ်ဗျဒီတစ်ခါမှာတော့ Watchtag ကိုဆက်ပြီးတော့ခေါ်သွားမလားထားခဲ့ရမလားဆိုတဲ့မေးခွန်းတွေလည်းမရှိတော့ပါဘူးဒီဝုံဝုံလေးကိုသူတို့ရဲ့မိသားစုဝင်တအုပ်အဖြစ်အားလုံးကသတ်မှတ်လိုက်ကြပြီဖြစ်တာကြောင့်ပိုလန်စစ်တပ်ကပါလက်စတိုင်းဒေသကိုပြောင်းရွှေ့တဲ့အခါမှာ Watchtag ကိုပါတခါတည်းခေါ်သွားခဲ့ကြပါတယ်အဲ့ဒီချိန်ကပါလက်စတိုင်းဒေသကဗြိတိရှတွေရဲ့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့အချိန်ဖြစ်တယ်ဗျ Watchtag ကလည်းပါလက်စတိုင်းမှာစစ်သားတွေနဲ့အတူတူစစ်တန်းလျားမှာပဲနေထိုင်ခဲ့ပါတယ်ပါလက်စတိုင်းကိုရောက်လာတဲ့အချိန်မှာဆိုရင် Watchtag ကအရွယ်ရောက်နေပြီဖြစ်တဲ့ဝက်ဝုံတကောင်ဖြစ်နေခဲ့ပြီဗျအဲ့ဒီမှာဆိုရင် Watchtag ကအရင်ကလိုမွေးစားခံထားရတဲ့ဝက်ဝုံလေးတကောင်မဟုတ်တော့ပဲစစ်သားတွေနဲ့အတူတူတသားတည်းဖြစ်နေခဲ့ပါပြီမနက်စောစောစစ်သားတွေလေ့ကျင့်ခန်းလုပ်ဖို့အိယာထားတဲ့အချိန်မှာ Watchtag ကလိုက်ပြီးတော့ထတက်လာပြီးတော့စစ်တပ်လေ့ကျင့်ခန်းတွေကိုပါလိုက်ပြီးတော့တူပပြီးတော့လုံနေတတ်ပါပြီသူ့အနေနဲ့စစ်သားတွေတို့လိုက်ပြီးတော့အပြေးလေ့ကျင့်တာမျိုးတွေဒိုင်းမင်ထိုးတာတွေအိတ်ထလုပ်တာတွေစတဲ့အရာတွေအကုန်လုံးကိုလိုက်လုံနေခဲ့တာပါတခါတလေမှဆိုရင်စစ်သားတွေနဲ့နဗန်းလုံးပြီးတော့စော်ကစားတာမျိုးတွေတောင်ရှိခဲ့ပါတယ်ပြောရရင်တော့ Watchtag ကိုဘာမှတကူးတခါသင်ပေးတာမျိုးမဟုတ်ပဲလူတွေကိုလိုက်တူပါပြီးတော့လုံရင်းကနေ Watchtag ကစစ်သားတယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့တာဗျ Watchtag ကဒီလိုမျိုးတွေလုပ်တဲ့အခါမှာဆိုရင်စစ်သားတွေကသူ့ကိုစားစရာပေးတာမျိုးကစားစရာပစ္စည်းတွေပေးပြီးတော့အစုချတာမျိုးတွေလုပ်တတ်တာကြောင့် Watchtag ရဲ့စိတ်ထဲမှာလည်းဒီလိုလုပ်ရင်သူစုရမယ်ဆိုတဲ့အသိဉာဏ်မျိုးဆွဲသွားခဲ့တာဖြစ်နိုင်တယ်ဗျ
ပါလက်စတိုင်းကနေအီဂျစ်ကိုပြောင်းရွှေ့ခဲ့ကြပြီးတဲ့နောက်မှာတော့ Watchdog ကအရင်ကလိုအပျော်သဘောနဲ့အတူခိုးတာမျိုးမဟုတ်တော့ပဲတကယ်အလုပ်လုပ်ရမယ့်နေရာတွေမှာပါဝင်ပြီးတော့ကူညီနေတတ်နေပြီဗျကားတွေတွန်းပေးတာမျိုးတွေအလေးမရတဲ့ကိစ္စမျိုးတွေမှာ Watchdog ကမရှိမဖြစ်အရေးပါလာခဲ့တယ်ဗျသူ့အနေနဲ့လည်းဒါတွေကိုပင်ပန်းနဲ့အလုပ်လို့မမြင်မဲနဲ့သူချစ်ရတဲ့စစ်သားတွေနဲ့အတူတူဒီလိုလုပ်နေရတာကိုပဲ Watchdog ကပျော်ရွှင်နေခဲ့တာပါWatchdog ရဲ့အကျွမ်းကျင်ဆုံးအလုပ်ကတော့ပစ္စည်းတွေကိုတနေရာကနေတနေရာတည်ရတာပဲဖြစ်တယ်ဗျဝုံတကောင်ရဲ့ခွန်အားကလူတွေထက်အစမတန်ပိုပြီးတော့တန်မာတာကြောင့်စစ်တပ်ထဲမှာ Watchdog ရဲ့လောက်အားကတော်တော်လေးကိုအားကိုနေရပါပြီဒါပြင်ဒီချိန်မှာဆိုရင် Watchdog ကိုယ်တိုင်ကသူ့ကိုယ်သူဝုံတကောင်ဆိုတာကိုတော့မေ့နေပြီးတော့လူတယောက်လိုတောင်ပြုမှုနေထိုင်နေတာဖြစ်ပါတယ်နေကင်းဘက်တွေမှာအလုပ်လုပ်ပြီးတော့ညနေဘက်ဆိုရင်ဘီယာလေးတောက်လိုက်ဆစ်လက်လေးဖွာလိုက်နဲ့သူကပိုလန်စစ်သားတယောက်လုံးဖြစ်နေခဲ့ပြီဗျဒီလိုနဲ့ဒီစစ်တပ်ကအီတလီနိုင်ငံကိုပြောင်းရွှေ့တဲ့အခါမှာတော့ Watchdog တကောင်ဥရောပတိုက်စီကိုလိုက်လာခဲ့ရပါတယ်ဒါအပြင်အီတလီကိုရောက်လာတဲ့အခါမှာ Watchdog ကစစ်သားတယောက်စစ်ဖြစ်လာခဲ့ပြီဗျတိုက်ခိုက်ရေးတပ်ဖွဲ့တွေမဟုတ်ဘဲ Watchdog ကသယ်ယူပို့ဆောင်ရေးတပ်မှာတာဝန်ထမ်းဆောင်ခဲ့တာပါWatchdog ရဲ့ပထမဦးဆုံးတိုက်ပွဲကတော့1944ခုနှစ်အီတလီနိုင်ငံမွန်တီကာစီနိုမှာဖြစ်ပြီးတော့ဒီတိုက်ပွဲအကြောင်းကိုတော့ Battle of Monte Cassino ဆိုပြီးတော့လူသိများပါတယ်ဒီတိုက်ပွဲမှာဆိုရင် Watchdog ကနောက်တန်းကနေပြီးတော့မှတိုက်ပွဲဖြစ်နေတဲ့စစ်မြေပြင်ကိုအကျဉ်းရေးရာနဲ့ချီပြီးတော့ကြည်တစ်တာတွေကိုတည်ယူပို့ဆောင်ပေးခဲ့တယ်ဗျဒီလောက်ကသူ့အတွက်တကူတကလေ့ကျင့်ပေးရမယ့်အလုပ်မျိုးတော့မဟုတ်ခဲ့ပါဘူးနေ့စဉ်နေ့တိုင်းစစ်တပ်ထဲမှာသူလုံနေကြအလုပ်တစ်ခုဖြစ်တဲ့ကြောင့် Watchdog အတွက်ဒါကပေါ့ပေါ့ပါပါနဲ့ကိုလုံနိုင်ခဲ့တာပါဒါပြင်ကမှ Watchdog ကစစ်ပွဲတွေကြားထဲမှာတနက်တန်တွေပေါက်ကွဲတန်တွေကိုတော့မကြောက်ဘဲသူလုပ်ရမယ့်အလုပ်ကိုတီတီငိမ့်ငိမ့်နဲ့လုံနိုင်ခဲ့တယ်ဗျဒီလိုလုံနိုင်ရတာကလည်းသူ့အနေနဲ့ဒါကိုအလုပ်တစ်ခုလို့မမြင်ပဲသူ့ရဲ့ကစားပေါ်ကစားဘက်စစ်သားတွေကိုကူညီချင်တာကြောက်တာဖြစ်တယ်ဗျဒီတိုက်ပွဲအပြီးမှာပဲဒီတရင်ကစစ်သားတွေကနိုင်ငံတော်အဆင့်ထိစာရေးသားပြီးတော့ Watchdog ကိုတရားဝင်စစ်သားတယောက်အဖြစ် register လုပ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်ဒီလိုနဲ့ပဲ Watchdog က Battle of Monte Cassino ဆိုတဲ့စစ်ပွဲအပြီးမှာပိုလန်နိုင်ငံရဲ့တရားဝင်စစ်သည်တူဖြစ်လာခဲ့တယ်ဗျဒီစစ်ပွဲအပြီးမှာလည်းတခြားတိုက်ပွဲတွေမှာ Watchdog ကပိုလန်စစ်တပ်အတွက်သယ်ယူပို့ဆောင်ရေးအလုပ်တွေနဲ့တာဝန်ထမ်းဆောင်ခဲ့သေးတယ်ဗျဒီလိုမျိုးရိုးရိုးချွန်ချွန်တာဝန်ထမ်းဆောင်ခဲ့တဲ့ကြောင့်နောက်ပိုင်းမှာဆိုရင် Polish 22nd Artillery Supply Company ဆိုတဲ့အမြောက်တဲ့ပစ္စည်းပံ့ပိုးရေးတပ်ဖွဲ့ရဲ့ logo အဖြစ် Watchdog ရဲ့ပုံကိုအသုံးပြုခဲ့ကြတယ်ဗျဒါကသူတို့တပ်ဖွဲ့အတွက်ဒုတိယကမ္ဘာစစ်အတွင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ Watchdog ကိုဂုဏ်ပြုတဲ့အနေနဲ့ယနေ့ထိတိုင်အောင်မှအသုံးပြုနေစေပဲဖြစ်တယ်ဗျ1948ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာတော့စစ်ပွဲတွေလည်းမရှိတော့ဘဲစစ်သားတွေလည်းအိမ်ပြန်ရတော့မှဖြစ်တဲ့ကြောင့် Watchdog ကိုအင်္ဂလန်နိုင်ငံ Edinburgh မြို့ကတလိပ်ဆန်ဥယျာဉ်ကိုပို့ဆောင်ခဲ့ကြပါတယ်Watchdog အနေနဲ့ Edinburgh Zoo မှာနေထိုင်စဉ်ကာလမှာဆိုရင်လည်းစစ်သားဟောင်းတွေကသူတို့ရဲ့မိတ်ဆွေဟောင်းကြီး Watchdog စီကိုမကြာခဏအလဲလာရောက်ခဲ့ကြတယ်ဗျ1963ခုနှစ် Edinburgh တလိပ်ဆန်ယုံကိုရောက်ရှိပြီးတော့16နှစ်အကြာမှာတော့ပိုလန်စစ်သားဟောင်းဒုတိယကမ္ဘာစစ်ပြန်ကြီး Watchdog ကသဘာဝအတိုင်းပဲတည်ဆုံးခဲ့ပါတယ်Watchdog ကဆိုရင်သူ့ဘဝတစ်လျှောက်လုံးအီရန်၊အီရတ်၊ပါလက်စတိုင်း၊အီဂျစ်၊အီတလီ၊အင်္ဂလန်နိုင်ငံနဲ့6နိုင်ငံအထိကိုပြောင်းရွှေ့နေထိုင်ခဲ့တဲ့တလိပ်ဆန်တကောင်ဖြစ်ခဲ့တယ်ဗျWatchdog နဲ့လူသားတွေရဲ့ဂျားတွေကဆက်နွယ်မှုကလည်းဒီနေ့ထိတိုင်အောင်သမိုင်းကျန်ခဲ့တဲ့အလားတရားတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုခင်ဗျာ